အားလုံးမင်္ဂလာပါဖခင်သခင်ရဲ့ကျေးဇူးတော်နဲ့ညီသက်ချင်းကောင်းခြင်းမင်္ဂလာသည်ဒီနေ့မိသားစုပေါ်မှာရှိပါစေဒီနေ့မှာကျွန်တော်အနေငယ်လေးခွန်အားပေးခြင်းတဲ့အရာလေးတစ်ခုရှိပါတယ်ကျွန်တော်တမန်ကျမ်းစာကြည့်တဲ့အခါမှာကပ္ပဦးကျမ်းခန်းကြီး1ကနေအခန်းကြီး7ထိကပ္ပပေါ်မှာလူတစ်မျိုးတည်းဘာသာစကားတစ်မျိုးတည်းတွေ့ရပါတယ်အဲ့တော့အခန်းကြီး7ရောက်လာတဲ့အခါမှာလူတွေကသူတို့ရဲ့အောင်မြင်ခြင်းသူတို့ရဲ့ကျော်စောခိတ်ထိဖြစ်ခြင်းနာမည်ကြီးခြင်းတွေကိုဆက်ပြီးမှထိမှုရန်အတွက်ရဲတိုက်တည်ဆောက်ဖို့ရန်စပြီးပြင်ဆင်လာတယ်။မိုးကောင်းကင်ကိုမှီတဲ့အထိသူတို့ရဲတိုက်ကိုစပြီးတည်ဆောက်ဖို့ရန်အတွက်ပြင်ဆင်လာတဲ့အချိန်မှာဘယ်လိုတွေ့ရလဲဆိုကပ္ပဦးကျမ်းခန်းကြီး7အခန်းငယ်3ထဲမှာသူတို့ကလည်းလာကြအုပ်လို့ရွေးခိုင်းမှစွာဖုတ်ချက်ကုန်တယောက်ကိုတယောက်ပြောဆိုကြ၏သူတို့ကြောက်အရာ၌အုပ်ကို၎င်းဆိုပြီးမှတွေ့ရတယ်ဆိုတော့အဲ့ဒီရဲတိုက်စပြီးသူတို့တီးဆောက်နေတဲ့အချိန်မှာကြောက်ကိုသူဘေးဖယ်ပြီးမှအုပ်ကိုအစားထိုးလာတယ်တနည်းအားဖြင့်ကြောက်ကိုဘာပုံဆောင်ထားလဲဆိုတော့ကြောက်ကယေရှုခရစ်တော်ကိုပုံဆောင်ထားတာဖြစ်တယ်ဆာလံ129ထဲမှာလည်းဘယ်လိုတွေ့ရလဲဆိုတော့ထာဝရဘုရားသည်အိမ်ကိုစောက်တော်မမို့လင်စောက်တော်သူတွေလှုပ်ဆောင်ခြင်းကအချင်းကြီးဖြစ်တယ်။ထာဝရဘုရားသည်ကင်းကိုမဆောင်လင်တဲ့ကင်းဆောင်တဲ့သူတွေရဲ့လှုပ်ဆောင်ခြင်းကအချင်းကြီးဖြစ်တယ်။ပြီးမှနတ်နဲ့စောကြီးထားပြီးမှညနဲ့ထိတိုက်အောင်ပင်ပန်းစွာအလုံးလုံးလက်နေတော်လေတဲ့ထာဝရဘုရားမပါရင်အကျိုးမရှိဘူးအချင်းကြီးတသက်ဖြစ်တယ်ဆိုတာကိုတမန်ကျမ်းစာကဖော်ပြထားပါတယ်အဲ့တော့ဒီနေရာမှာကျွန်တော်တို့ဘာသင်ခန်းစာယူရမလဲဆိုတော့ဘယ်သူမှဆိုကိုယ့်ရဲ့အိမ်အသီးသီးတည်ဆောက်ကြရဲကျောင်းသားတွေဆိုရင်တို့ဘွဲရဖို့ရန်အတွက်ဘွဲရပြီးလာစားကောင်းတွေရမယ်စသဖြင့်ကိုယ့်ရဲ့ကိုပိုင်ရေမှန်းချက်ဒီဟုသောကိုပိုင်ယူပါယုံဒီဟုသောကိုယ့်အိမ်အသီးသီးကိုတည်ဆောက်ကြတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့တည်ဆောက်နေတဲ့အချိန်မှာလှုပ်ဆောင်နေတဲ့အချိန်မှာကျွန်တော်ရဲ့ဘဝအသက်တာမှာကြောက်ဆောင်ဒီဟုသောယေရှုခရစ်တော်ကိုဘေးဖယ်ပြီးမှအုပ်တီးဟူသောကိုယ့်ရဲ့တက်ဆွမ်းခြင်းကိုယ့်ရဲ့ကြိုးစားအားထုတ်ခြင်းကိုယ့်ရဲ့ဉာဏ်ပညာကိုယ့်ရဲ့အစွမ်းစားတွေကိုအမိတဟဲပြုတ်ပြီးမှအဲ့ဒီအရာပေါ်မှာကျွန်တော်တို့ကတည်ဆောက်တယ်ဆိုရင်ကိုယ့်ရဲ့လှုပ်ဆောင်ခြင်းကိုယ့်ရဲ့ကြိုးစားအားထုတ်ခြင်းကအချင်းနဲ့တသက်ဖြစ်တယ်ဆိုတာကိုတမန်ကျမ်းစာအရာကျွန်တော်ရှင်းလင်းစွာတွေ့ရတာဖြစ်ပါတယ်ဒီတော့ကြောင့်ဘာအားပေးခြင်းလဲဆိုတော့တင်းရဲ့ဘဝတင်တည်ဆောက်နေတဲ့အချိန်မှာတင်းအနာဂတ်အတွက်တင်ကြိုးစားရုန်းကန်နေရတဲ့အချိန်မှာကြောက်ဆောင်တည်ဟုသောယေရှုခရစ်တော်ကိုပဲအမိပြုတ်ပြီးမှသူ့ကိုပဲအမိတဟဲပြုတ်ပြီးမှသူ့ရဲ့ထဲမှာရှိသောဝမ်းမြောက်ခြင်းသူ့ရဲ့ထဲမှာရှိသောစုံလင်ခြင်းနဲ့တင်သွားတဲ့ဆိုရင်တင်းရဲ့တည်ဆောက်ခြင်းကတကယ်ကိုမပြိုမလဲပဲနဲ့မရက်တည်သောလူတွေမြောက်များစွာအတွက်ကောင်းကြီးဖြစ်စေတဲ့တည်ဆောက်ခြင်းဖြစ်လာမှာဖြစ်တယ်။အဲကြောင့်ကြောက်ဆောင်တည်ဟူသောယေရှုခရစ်တော်တစ်ကောအခန်းကြီး14ထဲမှာဘယ်လိုဖော်ပြထားလဲဆိုတော့ထိုကြောက်ကတဲ့ခရစ်တော်ဖြစ်သည်။အဲကြောင့်ချစ်တော်မိသားစုများတင်းရဲ့အသက်တာမှာခရစ်တော်တည်ဟူသောကြောက်ဆောင်တည်ဟူသောအဲ့ဒီယေရှုခရစ်တော်နဲ့ချိတ်ဆက်ပြီးမှတင်းရဲ့ဘဝတက်တာကိုတည်ဆောက်တယ်တင်းရဲ့အနာဂတ်ကိုတည်ဆောက်တယ်တင်းရဲ့အိမ်မက်ယူပါရီအယုံတွေကိုအဲ့ဒီခရစ်တော်နဲ့အတူတင်းကတည်ဆောက်ထားတယ်ဆိုရင်တင်းရဲ့အသက်တာအဖြစ်မြောက်များစွာသောကောင်းချီးမင်္ဂလာဖြစ်လာမှာဖြစ်တယ်ဒါပေမဲ့တင်းရဲ့အတွေ့အကြုံတွေတင်းရဲ့ဉာဏ်ပညာတင်းရဲ့တက်ဆွမ်းခြင်းတွေကိုပဲအမိတဟဲပြုတ်ပြီးမှအဲ့ဒီရာပေါ်မှာတင်းကတည်ဆောက်မိခဲ့တယ်ဆိုရင်ဘာဖြစ်လို့ရဲတိုက်လို့ပြိုအလဲတွေဖြစ်မယ်၊ကွဲပြားခြင်းတွေဖြစ်လာမှာဖြစ်တယ်။ဒီတော့ကြောင့်ထိုယေရှုခရစ်တော်နဲ့အတူကျွန်တော်တည်ဆောက်ရအောင်။အဲ့ဒီယေရှုခရစ်တော်နဲ့အတူကိုယ့်ရဲ့အသက်တာကိုရှောက်လန်းရင်းနဲ့ဖျားပြင်ဆင်ပေးမဲ့ဂတိတော်တွေကိုအမိအယဖမ်းဆုပ်ပြီးမှတိမ်ပိုက်တော်သူတွေဖြစ်နိုင်ဖို့ရန်ဖျားသခင်သည်အရောက်ချင်းစီတွေကိုကောင်းချီးပေးပါစေ။အာမင်။